နောက်တဲ့သင်ဖို့ဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ကျွန်တော်တို့နိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်မှတ်ပုံနေမရှိတဲ့သူတွေမှတ်ပုံနေပျောက်ဆုံးတဲ့သူတွေအိမ်တော်တောက်စင်မရှိတဲ့သူတွေအားလုံးကိုနိုင်ငံတော်ကနေပြီးတော့ဒါမှတ်ပုံနေတကောင်စင်းစတဲ့အခြေအနေကိုကျွန်တော်တို့ဒါတွေမှတ်ပုံနေရရှိဖို့ဆောင်းပြီးတော့မှာဖြစ်ပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါလောက်ကဝင်ကြီးပြောင်းဝင်ကြီးဦးမြင့်ကြိုင်ကပြီးခဲ့ရက်ကကျွန်တော်တို့ဒါအစည်းအဝေးမှာပြောဆိုခဲ့ပါတယ်ပြောဆိုတဲ့အခါမှာဒီနိုင်ငံသားစီစီကတ်နဲ့ unit ID ကတ်တွေထုတ်ပေးမဲ့အစီအစဉ်တွေကိုဒီလာမင်းစီမံချက်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်တော့မှာဖြစ်ပါတယ်တဲ့ဒါကလည်းနိုင်ငံတော်သမ္မတကြီးရဲ့ရက်တရားစီမံချက်ထဲမှာဒီယာကြီးကျွန်တော်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ဒါလည်းကျွန်တော်ကောင်းတဲ့အခြေအနေပါလက်ရှိမှာကျွန်တော်နိုင်ငံသားတွေမှာဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာကြီးတဲ့ဖေးအမေဘာမှာကျွန်တော်တို့ဒီနိုင်ငံမျိုးရင်းတွေဒီမှတ်ပုံနေမရှိတဲ့နိုင်ငံသားတွေအများကြီးပဲဗျနံပါတ်1ကအကြောင်းမျိုးကြောင့်လက်ရှိမှာကျွန်တော်တဘာဝဘေးကြောင့်ဒီမှတ်ပုံနေပျောက်ဆုံးတာရှိတယ်အိမ်အောင်တကောင်စင်းပေါ့ဗျအလုံးသားလဲတယ်ဆိုတကောင်စင်းနေပျောက်ဆုံးတာရှိတယ်နံပါတ်2ကကျွန်တော်တို့စစ်ပေးပြပကကြောင့်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကျွန်တော်တို့ကိုလိုရုံးပြီးတော့ထွက်ပြေးလာတယ်ထွက်ပြေးလာတဲ့အခါမှာမှတ်ပုံနေပါမလားတကောင်စင်းနေပါမလားပြီးတော့ကျွန်တော်မျိုးနယ်မှာရှိတဲ့ဒီလောက်ကယုံနေမီရှိုးခံတာတွေတိုက်ခတ်ခံနေရှိတယ်အဲ့ရှိတော့တို့မှာကျွန်တော်တို့မှတ်ပုံနေကအစပဲရှာမှမသိဘူးအစပဲရှာမှမသိဘူးကျွန်တော်မှတ်ပုံနေမရှိတော့တွားလုံရင်လည်းရောက်တဲ့မျိုးနယ်ကဒီလောက်ကယုံနေလည်းလုံးမပေးဘူးလုံးမပေးဘူးဆိုတော့တို့မှလည်းအခက်အခဲရှိပါတယ်ဒါလည်းမှန်ပါတယ်ဒီအခြေအနေပေါ့ဒီလိုအခြေအနေအခက်အခဲတွေကြုံနေရတဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေအားလုံးကိုဒီလောက်ကဝင်ကြီးကနေမှတ်ပုံနေအားလုံးလုပ်ပေးမယ်လုပ်ပြီးတဲ့အခါမှာလာမင်းစီမံချက်နဲ့လုပ်ပေးမယ်ဒါကျွန်တော်တို့ရဲ့ဝမ်းသာကြပါကျွန်တော်တို့ဒီစီမံချက်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကြိုးစားပါတယ်ပြီးကျွန်တော်လုပ်ပေးတဲ့အဆင့်ကိုလည်းကျွန်တော်တို့အဆင့်ကိုလည်းဒီလောက်ကဝင်ကြီးကပြောထားတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အချက်လက်တင်ပြပေးပါမယ်နံပါတ်1အသက်16နှစ်ပြည့်ပြီးတော့လည်းအကြောင်းမျိုးကြောင့်နိုင်ငံသားစီစီကပြမရှိသေးတဲ့သူအားလုံးကိုနိုင်ငံသားစီစီကပြရရှိအောင်လုပ်ပေးမယ်နံပါတ်2အသက်10နှစ်ပြည့်ကျောင်းသားကျောင်းသူတွေကျောင်းသားကျောင်းသူများနဲ့ဥပဒေနဲ့ညီနိုင်ငံသားစီစီကပြထုတ်ပေးရေးပြီးရင်ကျွန်တော် EID unit ID ကောက်ခြင်းလုပ်ငန်းတွေကိုဒီလာမင်းစီမံချက်နဲ့လုပ်ပေးမယ်နံပါတ်3တဘာဝဘေးနဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်အိမ်တော်စုလူရည်စင်းနဲ့နိုင်ငံသားစီစီကပြပျောက်ဆုံးတာတွေပျက်စီးတာတွေအထောက်အထားမပြည့်စုံတဲ့သူတွေအားလုံးကိုသက်ဆိုင်ရာဦးစီးမှုရုံးအဆင့်ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဒါ9ဦးကော်မတီဖွဲ့ပြီးတော့ဆောင်ရွက်ပေးပါမယ်တဲ့ဒါကအစိုးရရဲ့ရက်တရားကာလအတွင်းမှာကျွန်တော်အရှိန်အဟုန်နဲ့ဆောင်ရွက်ပေးပါမယ်လုပ်ငန်းပြည်စည်းခြင်းမရှိပါကလုပ်ငန်းကိုကျွန်တော်ထပ်တိုးပြီးတော့ဆောင်ရွက်ပေးသွားပါမယ်တဲ့ဒါသိကောင်းတဲ့ကျွန်တော်တို့အစီအစဉ်ပြဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေမှာဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာကြီးပြီးတော့မှတ်ပုံနေမကန်ရတဲ့မှတ်ပုံနေကန်ခွင့်ဆုံးရှုံးနေတဲ့သူတွေအများကြီးပါပဲအပြီးလည်းပဲဒီကြားထဲမှာကျွန်တော်တို့နိုင်ငံသားတွေမဟုတ်ပါဘူးကျွန်တော်တို့အခြားသောနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ကျွန်တော်နိုင်ငံသားတွေရှိပါတယ်ဒါတွေလည်းကျွန်တော်တို့ဒီနိုင်ငံသားစီစီကပြရရှိဖို့အတွက်ဆောင်ရွက်ပေးမယ်လို့ကျွန်တော်တို့နားလည်ရပါတယ်အဲ့မှာတစ်ဆက်တည်းကျွန်တော်တို့ပို့ပြီးတော့ဝမ်းသာစရာကောင်းတာကကျွန်တော်တို့ဆိုရင်ဒါကျွန်တော်တို့ဆိုရင်ဒီကျောင်းမှာလာလုပ်ပေးတယ်မှတ်ပုံနေကျောင်းမှာကျွန်တော်တို့ငယ်တော့ကျောင်းမှာမှတ်ပုံနေလာလုပ်ပေးတယ်လာလုပ်ပြီးတော့တစ်ခါတည်းပြီးတယ်အဲ့မှာကျွန်တော်တို့ဒီကျမ်းမာရေးရပါတယ်ပြီးရင်ကျွန်တော်လောက်ကပါတယ်ပေါ့ပြီးအခြားသောဝန်ကြီးဌာနချို့လည်းပါပါတယ်ပါတော့ကျွန်တော်တို့မှာတစ်ခါတည်းကျောင်းမှာပဲတစ်ခါတည်းသွေးဖောက်လိုက်တယ်သွေးက O သွေးလား A သွေးလား B သွေးလားပေါ့တခါတည်းဖောက်ပြီးတခါတည်းကျွန်တော်တို့ register လုပ်ပြီးတခါတည်းရပ်ပိုင်းတွေမှတ်ပုံတွေထုတ်ပေးတယ်တခါတည်းပဲအဲ့အကြောင်းမှာပဲကျွန်တော်တို့ဓာတ်ပုံရိုက်ပေးတယ်တခါတည်းကတ်ပေးတယ်တိတ်ကောင်းတဲ့အစီအစဉ်ပဲလက်ရှိမှာလည်းကျွန်တော်တို့ဒီလာမင်းစီမံချက်ပေါ့လက်ရှိဒီလာမင်းစီမံချက်မှာဆိုရင်လည်းပဲဒီပုံစံလုံးမှာကျွန်တော်တို့လက်ရှိဒီတိုင်းပြည်နယ်မှာရှိတဲ့ကျောင်းတွေရှိတယ်မြို့ပေါ်မှာရှိတဲ့စာသင်ကျောင်းတွေရှိတယ်ရွာတွေမှာရှိတဲ့စာသင်ကျောင်းတွေရှိတယ်ဆိုတော့ရှိတဲ့အခါမှာကျွန်တော်တို့မြို့နယ်ကဒီလောက်ကအဖွဲ့တွေကျမ်းမာရေးအဖွဲ့တွေလာမယ်တက်ဆိုင်အဖွဲ့တွေလာမယ်လာပြီးတော့ကျောင်းမှာကျွန်တော်တို့အသက်10နှစ်အထက်ကျောင်းသားကျောင်းသူတွေအားလုံးကိုမှတ်ပုံနေလုပ်ပေးမယ်မှတ်ပုံနေလုပ်ပေးမယ်တပြိုင်တည်းလုပ်ပေးမှာပါကျွန်တော်တို့ one stop service နဲ့လုပ်ပေးမှာပါဒုတိယချက်ကတော့ကျွန်တော်တို့ဒီအနေနဲ့ရက်ကနေပြီးတော့ကျွန်တော်တို့ရွှေ့ပြောင်းနေရတဲ့နိုင်ငံသားတွေရှိတယ်တဘာဝပေးကြောင့်အိမ်တော်သားစုစင်းတွေမှတ်ပုံနေမရှိတဲ့သူတွေရှိတယ်အဲ့ဒီလူတွေအားလုံးပေါ့ဗျာခင်ဗျားတို့အဲ့ဒီလူတွေအားလုံးကိုမှတ်ပုံနေလုပ်ပေးမယ်ဒီနိုင်ငံသားစီစီကပ်ပြမရသေးတဲ့ကျွန်တော်တို့အခြားသောကျွန်တော်ဘာသာဝင်တွေရှိတယ်ဘယ်လိုပဲဖြစ်ကျွန်တော်ဒါဘာသာရေးကိုထိခိုက်တာမဟုတ်ဘူးသူခရစ်ယာန်ပဲကိုယ်ကိုယ်အစ္စလာမ်ပဲကိုယ်ကိုယ်ဟိန္ဒူပဲကိုယ်ကိုယ်အားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါပဲကျွန်တော်တို့ဒီစိတ်ပဲရှိပါတယ်အသားဖြူတာတွေမဲတာတွေဘာမှမရှိပါဘူးအားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါပဲအဲ့လိုနိုင်ငံသားစီစီကပ်ပြမရသေးတဲ့အဲ့ဒီလိုပုံကိုယ်တွေကိုလည်းကျွန်တော်တို့နိုင်ငံသားစီစီကပ်ပြရရှိဖို့အတွက်စောင့်ပေးမယ်စောင့်တဲ့ကမှာကျွန်တော်ရက်100ထဲမှာရက်100အတွင်းမှာဒီစီမံချက်တွေကမပြီးသေးဘူးဆိုရင်လည်းပဲကျွန်တော်ဆက်ပြီးတော့ထပ်တိုးပြီးတော့ကျွန်တော်စောင့်ရပေးမယ်လို့ဒါလောက်ကဝင်ဦးမြင့်ဆိုင်ကပြောကြားသွားတယ်ဒါလေးကကျွန်တော်တို့နိုင်ငံသားတွေနဲ့သက်ဆိုင်တဲ့ဟာလေးဖြစ်တယ်အားလုံးကျွန်တော်ဝမ်းသာမဲ့တဲ့လည်းဖြစ်ပါတယ်